ပထမပိုင်းမှာပဲထိတ်လန့်ဖွယ်အမှန်တရားတစ်ခုကိုဖော်ထုတ်လိုက်တယ်။သူကဒီကဘာပေါ်မှာနောက်ဆုံးကျန်နေတဲ့ဖျားတစ်ပါးဖြစ်တယ်ဆိုတာပါ။ဒါပေမဲ့မတော်မဆက်ဖြစ်သွားတဲ့အဖြစ်အပျက်တစ်ခုကြောင့်သူ့ရဲ့ဖျားဆွမ်းဟာပါဝင်တဲ့တင်ကေတကအမျိုးသမီးတစ်ယောက်ရဲ့ကိုယ်ထဲကိုပြောင်းရွှေ့သွားခဲ့တယ်။သူကသူ့ရဲ့ဗလာကိုအမိန်ပေးလိုက်တယ်။အဲ့ဒီမိန်းမရဲ့ဘဝအကြောင်းအသေးစိတ်အထိစုံစမ်းလာခဲ့လို့သူမရဲ့အဖိုးအဖွားကစပြီးသူမရဲ့မျက်နှာလိမ့်တဲ့အယောင်အထိမလွတ်ပါနဲ့လို့သူကအရာအားလုံးကိုကိုယ်ပိုင်ထိန်းချုပ်နိုင်တယ်လို့ထင်နေခဲ့တယ်။ဒါပေမဲ့တနေ့မှာတော့သူ့ခေါင်းပေါ်မှာအဖြူရောင်စပင်းတစ်ချောင်းကိုမြင်လိုက်တယ်။အကြောက်တရားနဲ့အပြေရှာကိုစားကြည့်တိုင်းကိုအပြေးသွားပေမဲ့ဘာမှမတွေ့တော့ဘူး။အဲ့ဒီချိန်မှာပဲဗလာကသတိပေးလိုက်တယ်။ဖီသားတင်ကေတကိုပြန်ရဖို့နီးလန်းတစ်မျိုးပဲရှိပါတယ်။အဲ့ဒီမိန်းမကိုမင်းကိုချစ်အောင်လုပ်ရမှာပါလို့အဲ့ဒီအချိန်တစ်ပြိုင်နက်ထဲမှာပဲအမျိုးသမီးရဲ့ဆွေမျိုးတွေကသူမတေးပြီးလို့ထင်ပြီးသူမရဲ့ပိုင်ဆိုင်မှုတွေကိုဘလို့ခွဲမလဲဆိုပြီးစီမံချက်ဆွဲနေကြတယ်။ဒါပေမဲ့သူမကလုံးဝအနာမရှိဘဲနဲ့သူတို့ရှေ့ကိုတန်းတန်းမမတ်ထွက်ပေါ်လာခဲ့တယ်။သူတို့ရဲ့စီမံချက်အားလုံးပြတ်သွားခဲ့တယ်။သူတို့ကအလိုလျော်ပြန်ကြီးညာလိုက်တယ်။၃ရက်အတွင်းမင်္ဂလာမဆောင်ခင်မင်းဘာမှမရဘူးလို့သူမအလွန်အများကြီးစိတ်ပူနေတဲ့အချိန်မှာပဲအဲ့ဒီအမျိုးသားရောက်လာခဲ့တယ်။သူမသူ့ကိုမြင်လိုက်တဲ့အချိန်မှာအကူအညီတစ်ခုရတယ်လို့ခံစားပြီးသူ့လက်ကိုချက်ချင်းဆွဲကင်လိုက်ကလူတွေရှေ့မှာပဲသူ့ကိုကိုယ့်ယောက်ျားလို့ကြီးညာလိုက်တယ်။လူတိုင်းအံ့ဩသွားကြတယ်။ဆွေမျိုးတွေကိုထုတ်ပယ်နိုင်သူနော်အမျိုးသားရဲ့မျက်နှာကရုတ်တရက်အေးဆက်ပြီးတင်းမသွားတယ်။ကြောက်လန့်သွားတဲ့သူမကစပွဲပေါ်ကပစ္စည်းတစ်ခုကိုကောက်ယူပြီးသူ့စီကိုပစ်လိုက်တယ်။ဒါပေမဲ့သူကချက်ချင်းသူ့လက်ကိုဖမ်းဆုပ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူမကိုဘောကဖေဝါတင်ကေတာကတောင့်ပါလာပြီးအမျိုးသားကသူ့လက်စွမ်းအားတွေပြန်ရနေတယ်လို့ခံစားလိုက်ရတယ်။ဒါပေမဲ့သူမလက်ဆွဲဖြုတ်လိုက်တာနဲ့စွမ်းအားလုံးပြန်ပြောက်သွားပြန်တယ်။အဲ့ဒီခါသူမနားလေသွားတယ်။သူဖေအားဖြစ်နေတော့သူမမရှိရင်သူဘာမှမဖြစ်နိုင်ဘူးဆိုတာကို